Hello မင်္ဂလာပါရှင်မတတဆွန်းလေးပြပေးမယ်နော်ဒီဒီဇိုင်းကွာမတို့အရင်ထုတ်နေကြဒီဇိုင်းပုံစံမဟုတ်ဘူးဒီမှာဘဲဘက်ချမ်းမှာဆိုတာမတို့ပုံမှန်ထုတ်နေကြဒီဇိုင်းဒါလေးကကြတော့မြန်မာပြည်မှာတွေ့ရခဲတဲ့လက်ရာလေးပေါ့နော်ဒီဟာလေးကိုမတို့ကအရှင်လေးပြုတ်လုပ်ပေးထားတယ်ကွာအရင်ထုတ်နေကြဒီဇိုင်းတွေကကြတော့အသေးလေးပေါ့နော်လုံးဝဖြုတ်လို့မရဘူးဒါလေးကိုကြတော့မတို့9ပိုင်းလောက်ကိုခွဲပြီးတော့လုပ်ထားပေးရတာစနာတစ်ပိုင်းဒီဟာလေးဆိုလို့ရှိရင်လည်းမတို့ဒီလက်ရအောင်တည်တည်တက်ခက်ခက်နဲ့ညားလေးဖြာကိုလုတ်ပေးထားတယ်ကွာဒါဆိုလို့ရှိရင်အဖုံးသူကနော်3ပိုင်းရှိသွားရင်ပြီးအောက်ကဒီအန်လေးကိုလည်းမတို့ဖြုတ်လို့ရအောင်လုပ်ပေးထားတယ်ကွာ4ပိုင်းပြီးအလဲကဥတိုင်းလေးကလည်းဖြုတ်လို့ရတယ်5ပိုင်းပြီးအောက်ကတစ်ပိုင်းဆိုအလုံးပေါင်း6ပိုင်းနဲ့မတို့ဖွဲ့စည်းပေးထားတယ်ပေါ့နော်အသားကတော့ကုတ်ကိုသားကိုမတို့အည်အသွေးမြင်းနဲ့အသားနဲ့လောက်ထားပြီးတော့မို့ပါဒါဗရောက်သားလို့တော့အထင်မှားရတယ်ပေါ့နော်အဲ့လောက်ထိတော့အသားအရန်ကောင်းပါတယ်ရှင်ဒီမှာဆိုရင်1 2 3 4 5 6ပိုင်းပေါ့နော်6ပိုင်းနဲ့ဖွဲ့စည်းထားပါတယ်ဒီစွန်းလေးကိုမက3,600နဲ့ပဲရောင်းပေးမှာပါเนาะအဲ့တော့ဒီအိမ်ဖျားဒီမှာပဲထားမင်္ဂလာဆောင်လက်ဖွဲ့ပဲပေးပြီးဒါလေးကလက်ရပိုင်းအရန်လှပြီးတော့ကွာတစ်သားကလည်းအရန်ကောင်းတာမို့အရန်တင့်တော့ပါတယ်เนาะအဲ့တော့ဒါလေးလိုချင်နေဆိုလို့ရှိရင်မရှိမှာမှားလို့ရပါပြီရှင်3,600ပါเนาะဟိုအရေးအတွက်လေးရတော့မှနှလုံးပဲရှိပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်